กำลังใจစိတ်ခွန်အားกำลังใจစိတ်ခွန်အားဥပမာပေါ့နော်ကိုတငယ်ချင်းတယောက်ယောက်ကပြိုင်ပွဲတစ်ခုခုမှာတွားပြီးဝင်ပြိုင်ထားတယ်ဆိုရင်ကိုကတွားအားပေးမယ်ဒီတငယ်ချင်းတွားအားပေးမယ်ဆိုရင်ไปให้กำลังใจเพื่อนအဲ့လိုမျိုးပေါ့နော်จริงใจစိတ်ရင်းအမှန်จริงใจစိတ်ရင်းအမှန်จิตใจစိတ်ထားနှလုံးသားပေါ့နော်จิตใจစိတ်ထားจิตใจดำဆိုရင်စိတ်ပုတ်တယ်အဲ့လိုမျိုးပေါ့နော်จิตใจดีဆိုရင်စိတ်ထားကောင်းတယ်အဲ့လိုမျိုးပေါ့နော်နောက်တစ်ခုใจร้ายใจดำစိတ်ပုတ်တယ်အကျင့်မကောင်းအဲ့လိုမျိုးပေါ့နော်ใจร้ายใจดำใจร้ายใจดำအတိတ်ပဲတူပါပဲရှင့်ใจดีစိတ်ထားကောင်းသည်ใจดีစိတ်ထားကောင်းသည်ခုနအရှိရတခါပြောခဲ့တယ်จิตใจดีจิตใจดำဆိုတာစိတ်ထားကောင်းတယ်စိတ်ထားပုတ်တယ်ပေါ့နော်ဒါပေမဲ့ใจดีจิตใจလို့ပြောစရာမလိုဘဲနဲ့ใจดีใจดำအဲ့လိုမျိုးလဲသုံးလို့ရပါတယ်ตั้งใจရည်ရွယ်သည်ตั้งใจရည်ရွယ်သည်တယောက်ယောက်တိုက်မိလို့ขอโทษนะฉันไม่ได้ตั้งใจตั้งบันในน้องงานแต่มันแต่လောက်တာမဟုတ်ဘူးအဲ့လိုမျိုးပေါ့နော်แต่มันแต่ကိုตั้งใจကိုအသိပဲနောက်တစ်မျိုးသုံးလို့ရပါတယ်တဲ့ဥပမာအလုပ်ကိုစိတ်ပါလက်ပါလုပ်တယ်တည်တည်ချာချာလုပ်တယ်ဆိုရင်ตั้งใจทำงานအဲ့လိုမျိုးပေါ့နော်